皆さんこんばんは。ဒီဂျပန်စာလေးလာနေတဲ့လူတွေအတွက်တတိုင်းပူလာနေပြီးတော့အခုမျိုးထားဖို့ဖြစ်တယ်နော်ဂျုံဘော့ကီတိုင်းတော့စကလုံးလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဂျုံဘော့ကီတိုင်းကိုရှင်းပြရတဲ့နေရာမှာအဲ့တဲ့ဝါထားရေးဆိုတဲ့စာအုပ်ထဲနေပြီးတော့နည်းနည်းချင်းလို့နော်ရှင်းပြပေးသွားပေးမယ်ဖြစ်ပါတယ်ရှင်ဒီစာအုပ်လေးတွေကမှတိုင်းအလျှော်ပေါ့နော်အခန်းတစ်တွေကဟိတိုနိုခိမိုချီရလူရဲ့စိတ်ခံစားချက်တွေရောစုအားနော်အခြေအနေတွေကိုပေါ်ပြတဲ့အခန်းအဲ့ဒီအခန်းမှာအခန်းတစ်ဖြစ်တဲ့ ခိမိုချီမနှင်းမျိုးတဲ့ခံစားချက်ခိမိုချီကောင်းမွန်တဲ့ခံစားချက်တွေပြောတဲ့အခန်းလေးနော်အဲ့ဒီအခန်းမှာဒီအဓိကစူရုနိုဖာတာချီတယ်နော်စူရုဆိုတဲ့ပုံစံရေပေါ်の気持ちをကိုယ့်ရဲ့ခံစားချက်တွေအာရဝစုဖို့ဆိုတာကိုယတနာတခြားလူသက်သားရပြောရဲစကားပြောရဲသူရဲ့ခံစားချက်ပြောဆိုလူတွေရဲ့ခံစားချက်ကိုပေါ်ပြတဲ့အချိန်ကြီးပို့ပြီးတော့များပါတယ်ဒီခန်းရပထမတော့အရာစိတ်ကတိတ်အောင်ဖြစ်တာကဏ္ဍမင်းစိတ်မရှိစိတ်တို့တော့သားထွက်တယ်ဆိုတဲ့အတွေ့ပဲဘယ်ချိန်မှသာလာဘူးမော်နော်ကတော့စူမာနာခုတဲ့ဘောနော်ကတော့အကြောင်းရကိစ္စဝိစာလေးတွေစူမာနာခုတဲ့ဆိုတဲ့စပ်ပြီးမဖြစ်နေဘူးအဲ့တော့ခင်မောချီကအိုချီစကားနိုင်ရောစုစိတ်အေးနိုင်ရဲ့အခြေအနေစိတ်ထဲမှာကားတွေပါစောင့်နေဘတ်ကားတွေအရင်ကြာနေကားလည်းမလာသေးဘူးလားမသိပါဘူးဆိုစိတ်ထဲမှာကအတိအောင်ဖြစ်နေလာတော့မလာဘူးဆိုစိတ်မရှိဖြစ်စိတ်ထဲမှာခဏမနေဖြစ်နေတဲ့အခြေအနေပဲတော့မှအဲ့ဒါဥပမာစာကြောင်းလေးနှစ်ကြောင်းပေါ့နော်ပထမစာကြောင်းလေးကရှုံးမရှိတာယောရီကခေါနိုင်ရှုံးမရှိတာဆိုမှာကြားထားတဲ့ဟင်းရမလာသေးတာအေးရရှိတာစိတ်ထဲမှာမရှိဖြစ်နေတယ်နောက်တစ်ခုဆက်တယ်နော်ဟာနာရှိပါအစ်မသူ့ရဲ့စကားတွေအမြဲနာဂိုင်းတော့တယ်ရှင်နေရာကြောင့်မို့အေးဆူစိတ်ထဲမှာစိတ်မရှိဖြစ်နေတယ်ပြောချင်တဲ့အချိန်မှာမခဆိုတော့သူကတော့ organism နဲ့မအီမတာဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်လေးတာဒေါသကြောင့်ဒါမှမဟုတ်ကျမ်းမာရေးကြောင့်နော်ဟာခိခဲဆိုတာကပြုတ်စိတ်တွေဣခါရတဲ့ဒေါသတွေကြောင့်နော်ခိဘုံကဝါရီရောစုစိတ်အခြေအနေမှာနေလို့မကားဘူးညနေမှာမအီမတာဖြစ်နေရဲဆိုတဲ့အခြေအနေမှာသုံးပါဒါပဲစုခိနော်ပြီးစုခိတဲ့စားလွန်တောင်းမှာကြောင့်မလို့မှုနေကမခဆိုရင်ထဲမှာလေမအီမတာကြီးဖြစ်နေတာဒီဆိုတဲ့အဓိပ္ပာယ်လေးပါဒုတိယဟာလေးကတော့ခြာကျောနောဟာနာကြီးကိုခီးတဲ့အေရတို့ခြာကျောရဲ့စကားကိုကြားရမယ်ဆိုလို့ရှိရင်ဟာရာကတတ်တဲ့ဆိုတာဒေါသထွက်တယ်ရင်ထဲမှာဒေါသရဲ့ပေါ့ဆိုတဲ့အဓိပ္ပာယ်လေးနော်ဟာနာကတတ်တဲ့မခရှိတဲ့ခုလို့ already ဆန်လာတယ်ဆိုတဲ့အဓိပ္ပာယ်ပါရှင်sorry ရကြနော်မျိုးစိတ်ကုန်စိတ်ပြည့်နေတယ်ယူဆိုတဲ့ဘယ်ချိန်မှသုံးနေဆိုမို့ခေါ်တဲ့အကြောပါဒီတက်ပို့ပြီးတော့လေအီယာတာသူပုံနေပြောဆိုဒီတက်ပို့ပြီးဆိုရင်တော့လုံးဝအရာဖြစ်မနှင်းမျိုးရဲ့ခံစားချက်ဖြစ်နေရဲဆိုတဲ့အချိန်လေးနော်ဥပမာစာကြောင်းလေးနဲ့ပြောရမယ်ဆိုရင်နော်ဘူချောနော်နာဂိုင်းဟာနာရှိတယ်ဘူချောရဲ့ခြေပြားထွေးပြားရဲ့စကလုံးတွေကတော့လေမိနာအားလုံးကအော်စာရီရှိတဲ့ဝင်းနေကြပါပြီနောက်တစ်ကြောင်းကတော့မိုင်းကြီးနေတိုင်းပဲအိုနာကြီးရော်ရီဒေဝါဆိုတူညီတဲ့ဟင်းရလေးစားမယ်ဆိုရင်အော်စာရီရှိတဲ့ရှိဆိုရိုးကြီးနာရဲ့တဲ့အဓိပ္ပာယ်လေးပါနောက်ဆုံးတစ်ခုနောက်ဆုံးဟာလေးကတော့ဥတ္တရီမေမုံလေးမေမောတာရေမုံနဲ့တွေ့တတိလို့ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ဘယ်အချိန်မှတန်းနေဆိုလို့ရှိရင်နော်ဥစ္စာကိုရှိမို့လို့မိတာရီဥစ္စာကိုရှိလာပါတဲ့အရာတွေကြည်ရာတွေခီးတာတွေရှိတဲ့နားထောင်တာကြောင့်လို့ကြည့်လိုက်ရတယ်လားအရန်လာတဲ့အရာတွေမြင်နေဘာမှမနားထောင်ပါရတယ်တေးတော့တယ်လို့နားထောင်လိုက်ရခြင်းနော်ယောနာဒီလိုချီနားရောနော်ဆိုတာကကြတော့မိန်မောနေတာဘူးမိန်မောသလိုမျိုးတောင်းပေါ်နဲ့ခံစားချက်လေးအခြေအနေလေးဖြစ်ပေါ်တဲ့အခြေအနေမှာသုံးပါပဲဥပမာစာကြောင်းလေးတော့ကြာတယ်ညကျိုးနော်ဘုဆိုကရှိယောခုခါကိုသူမ
နဲ့လေလှပလုံးနဲ့ဘေးထိုင်မျက်နှာလေးကိုဥတ္တရီမိတဲ့လူဆိုမိန်မောသွားလို့ကြည့်နေပါတယ်ဆိုတဲ့အဓိပ္ပာယ်ပြဥစကရှိဘုံကားခုကြည့်တာယာတဲ့တေးတန်တွေကိုဒီတတန်တွေကိုကြားပြီးတော့ဥတ္တရီဆိုတော့ရင်မို့သွားရဲဆိုတဲ့အဓိပ္ပာယ်ပြပါဒီနေ့အတွက်ကလာမယ်စတာဘီရှင်အားလုံးပဲတာယာပြုတ်ခြင်းတဲ့နေ့ရက်တွေကိုပိုင်နိုင်ကြပါရှိရှင်